ကနိုင်ငံရေးตอนไรရေးကိုနဲ့မဆိုင်ဘူးကိုလောက်မကိုစားတဲ့သူတွေပေါ့နော်အော်ကျွန်တော်တို့ကနိုင်ငံရေးလောက်လို့မရတာตอนไรရေးလောက်လို့မရတာဟိုအကြောင်းပြဆက်ဒီကြောင်းပြဆက်ပြနေတဲ့သူတွေအားလုံးပေါ့နော်အားလုံးလာပြနားထောင်ကြအခုမအားလာနေရမှာတက်လာတဲ့ကောင်လေမအားလာတဲ့အစပေါင်းများစွာစိုးတယ်ကွာမအားလာတဲ့အစပေါင်းများစွာရောက်มาတဲ့အစပေါင်းများစွာစိုးတယ်အစပေါင်းများစွာကောက်ကျတဲ့အတွက်ကြောင့်မအားလာကသူ့ကိုယုံကြည်နဲ့အာနာကိုလွဲလိုက်တာနော်ဘလောက်ရက်ဆက်ရောက်มาလဲဆိုတာအမေစုဗလဲမအားလာအာနာလူနေတဲ့အချိန်မှာအမေစုကိုသွားဖမ်းတဲ့ကောင်သူပဲနော်နောက်ပြီးတော့ဗလဲ2021မှာຫນွေဦး2021ပြည်သူလူထုတွေဆန္ဒပြတဲ့အချိန်မှာလဲလမ်းမကြီးပေါ်မှာပြည်သူလူထုကိုပက်စနဲ့ပြစ်တာဖမ်းစီတာလဲသူ့ရဲ့အမိတ်ပဲပြီးတော့အင်တော်ဒီခေါင်းဆောင်တွေကိုညဖမ်းမနဲ့ဖမ်းအလောင်းပြည့်အဲ့ဒါလဲသူပဲခိုင်းတယ်မအလာခုရယုံကြည်နဲ့အာနာလွဲပေးတဲ့အဲ့ဒီခွေးကောင်ကလောက်တာနော်အဲ့ဒါကိုပြောချင်တာကတော့တချို့ပြည်သူတွေကလာပြီးတော့မေးတယ်မမိုးရေဘယ်လိုမျိုးမြင်လဲအခုမင်းအောင်လဲဒီကောင်အာနာလွဲပေးလိုက်ပြီးမအလာနေရာမှာသူလာပြီးတော့နေပြီးမအလာကတမတပြန်တော့ဖြစ်မယ်ဘာညာတလကမမိုးတို့ကလေဒီအကြောင်းအရာကိုစိတ်ဝင်စားဘူးဘာကြောင့်ဒီလို့ဒီကောင်တွေကဘယ်ကောင်ပဲတက်ရက်ဆက်မယ်ရောက်မှာမယ်ကောက်ကြည့်မယ်ဒီလိုမျိုးအတိုင်းနဲ့ပဲခွေးချစ်ခွေးချမ်းနဲ့ပဲတို့လောက်သွားမယ်မမိုးတို့ဟိုအစကတည်းကအတိတွေတတိတွေစီးပြီးသားအတိတတိစီးတဲ့တတဒီတော်လိုင်းရေးကိုဘယ်အချိန်မှမပြစ်ထားတယ်လို့ဘယ်အချိန်မှလည်းထိုင်ပြီးတော့မကြည့်ဘူးရတဲ့ဒီနေ့မမိုးတို့စီးတဲ့အချိန်နဲ့တော်လိုင်းတဲ့ဘယ်ကောင်ပဲတက်လာတကောင်မှထားလို့မရဘူးအာနာစင်မြန်တမျှအကလုံးမြစ်ဖြားမယ်အဲ့ဒါမှမိုးတို့အတိတွေတတိတွေစီးပြီးသားအကြောင်းမိုးတို့အတွက်ဘာမှ surprise မရှိဘူးခယူလည်းမဆိုင်ဘူးငါတို့လောက်ဆရာစီးတာငါတို့ဒီဇိုင်နာနဲ့လောက်သွားရမယ်နော်တော်လိုင်းရေးနိုင်ငံရေးတကယ်လောက်တဲ့သူကလေဘာအကြောင်းပြချက်မှမရှိဘူးဘယ်ခွေးကအတိတက်မလားအဟောင်းတက်မလား तू ယုံကြည်ရတဲ့လူတက်မလား तू မယုံကြည်ရတဲ့လူတက်မလားအာနာစင်ဖြစ်လို့စင်အကောင်လုံးတိုက်ထုတ်စင်လင်ရမှာပဲမမိုးတို့ရဲ့မူဝါဒတော့ဒီမျိုးပဲနော်ဘယ်ကောင်ပဲတက်တို့ဘာအကွက်ပဲကစားဘာခွေးကြည့်အကွက်ပဲပြောင်းမမိုးတို့စိတ်ဝင်စားဘူးစိတ်ဝင်စားတာတခုကတော့ငါတို့စီးတဲ့အချိန်လေးနဲ့ဒီအာနာစင်ကိုတော်လှန်ရမယ်တို့ရောက်မှတိုင်းထိုင်မကျင်းနဲ့မငြိမ်နဲ့တို့ချိန်6တိုင်းမကြောက်နဲ့ရတဲ့နေနဲ့တို့ကိုအမြင့်ဖြတ်ပါနော်စီးတဲ့ငွေတွေကိုမလိုအပ်တဲ့နေရာကိုတော်တော်မတုံးနဲ့ပြောရင်နဲ့နော်အဲ့ဒီကိုလီယာရောက်နော်ဘောမတစ္ဆာဖမခမမတော်ပြောချင်ပါတယ်နော်သူကဘာအကြောင်းပြချက်ပြောလဲဆိုတာတော်လိုင်းရင်မှာသူထွက်ခွာတာတော်လိုင်းထဲမှာလိန်စားညာစားခိုးစားတဲ့လူတွေစီလို့တဲ့အဲကြောင့်သူကထွက်ခွာသွားတာပါတဲ့ဘောမတစ္ဆာဖမခမမတော်နင့်ကိုပြောထားမယ်ခမမတလားအေးထားလိုက်ပါတော့အဲ့ဒီဖာလာမကနော်သူ့ရဲ့စောက်ရုံနဲ့နော်ဆရာမတဲ့နော်နင်ကလေဆရာမဖြစ်လို့မတန်ဘူးနင်ဆိုတဲ့တစ္ဆာဖမဘောမလေဆရာမဖြစ်လို့စရင်ចောင်းသားတွေအကုန်လုံးဖြတ်စီမှာနော်နိစောက်စင်းနဲ့နိရသိစိတ်နဲ့နိရအသိတရားနဲ့နိရ IQ နဲ့လေနိကိုဗာလဲနွားចောင်းသားပဲတော်ဖြစ်ငါပြောလို့စရင်နွားចောင်းသားတွေနွားနာအောင်မယ်တချို့နွားចောင်းသားတွေကလေနွားចောင်းသားပဲဖြစ်တယ်နော်အသိတရားနိထက်အစပေါင်းများစွာစီးတယ်နိလိုမျိုးလဲတစ္ဆာမဖောက်ဘူးနိလိုမျိုးလဲဘောမမဘူးနိလိုမျိုးလဲငွေမမဲ့ဘူးနော်နိရငွေမဲ့လို့လေနိရငွေမဲ့လို့တိုင်းပြည်ပေါ်တစ္ဆာဖောက်သွားတယ်တော်လိုင်းရေးပေါ်တစ္ဆာဖောက်သွားတယ်ဘောမသွားတယ်လေငွေမဲ့လို့လေဟမ်ကိုငွေမဲ့လို့ဆိုရင်အစကတည်းကဘာဖြစ်လို့တော်လိုင်းရေးဘလောက်လာတယ်ဘာဖြစ်လို့တော်လိုင်းရေးလာဘလောက်တာလဲအော်နေကငွေမဲ့တဲ့အတွက်ကြောင့်ပြည်သူလူထုကိုနေအတောင်းချမယ်မြန်မာပြည်သူသားနေအတောင်းချမယ်နေကို follow အောင်ဟုတ်လားနေကိုအားပေးအောင်ဟုတ်လားနေလောက်တဲ့အလုပ်တွေလဲဟိုဗာလဲအောင်မြင်အောင်ကြော်ကြားအောင်ပြောရတဲ့ဗီဒီယိုကစေသွားမယ်ပြောထားမယ်ဖာလာမဘောမတစ္ဆာဖမခမမတော့ငါကရင်မတယောက်နေနဲ့လေကရင်စစ်သားကိုငါဘလောက်ယုံလဲကရင်ပြည်နယ်ကိုငါဘလောက်ယုံကြည်လဲဆိုတာငါရဲ့ကိုပန်ငွေဘငွေတန်းနဲ့ငါရဲ့ပြည်သူလူထုငွေတန်းပေါင်းများစွာနော်ဒီကရင်စစ်သားကိုထောက်ပံ့ပေးလိုက်တဲ့အချိန်မှာနော်ငါတို့အများကြီးပဲအလင်ခံရတယ်ငါထောက်ဖို့တရားနေနဲ့အများကြီးပဲအလင်ခံရတယ်ကွာဒါမဲ့ငါစိတ်ဓာတ်လည်းမကြောက်ဘူးစိတ်ဓာတ်လည်းမပြတ်ဘူးတော်လန်ရေးကိုလည်းအဆုံးပေးဘူးတော်လန်ရေးတဲ့ပုံမှာလည်းငါမထွက်ခွာသွားဘူးဘောလည်းမမသွားဘူးတစ္ဆာလည်းမဖောက်သွားဘူးကွာငါအများကြီးပဲအလင်ခံရတယ်ဒါမဲ့ငါအကြောင်းပြချက်မရှိဘူးနော်ငါအလင်ခံရတယ်ပြည်သူကိုငါအကြောင်းကြားတယ်ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့စိတ်ပြီးတော့မထောက်ပံ့ဖို့မကူညီဖို့မဝင်ညာဖို့ငါပြည်သူလူထုပြန်တော့တတိပေးတယ်ငါတစ္ဆာဖောက်သွားတာ no ပဲငါဘောမသွားလာ no ပဲငါဒီတော်လိုင်းမှာထွက်ခွာသွားလာနိုးပဲဘာကြောင့်လဲတော်လိုင်းရစ်သမားအစိအမဲ့နိုင်ငံရစ်သမားအစိအမဲ့ဖြစ်တဲ့အတွက်ကြောင့်နော်အဲကြောင့်အကြောင်းပြချက်ဆိုတာမရှိဘူးနော်ဒီတော်လိုင်းရနိုင်ငံရေးကလေဘလောက်ပဲပြဿနာစစ်ဘလောက်ပဲအခက်ခဲစစ်နိုင်ငံရေးတော်လိုင်းရစ်သမားစစ်ကရတဲ့နေနဲ့ကြော်ဖြတ်သွားတယ်ရတဲ့နေနဲ့တော်လန်သွားတယ်ရတဲ့နေနဲ့နိုင်တဲ့အထိနော်ပန်းတိုင်ရောက်တဲ့အထိလှုပ်သွားတယ်အဲ့ဒါတော်လိုင်းရစ်သမားစစ်နေကမစစ်တဲ့အတွက်ကြောင့်နေကဘောမတစ္ဆာဖောက်မှငွေမဲ့လောဘယူမှဖြစ်တဲ့အတွက်ကြောင့်နေအဲ့လိုမျိုးဖြစ်သွားတာလေနော်နေအဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာအော်နိုင်ငံရဒီလိုစီလို့ဟိုလိုခိုးစားလို့နေလာပြီးတော့အကြောင်းပြချက်မလုံးနဲ့နော်ငါကရင်မတယောက်နေနဲ့ဒီကရင်ကောင်းဆောင်တွေလိန်သွားတာအများပြားငါဘာမှအကြောင်းပြချက်မရှိဘူးနေရပထွေးကိုရအောင်နဲ့တွန်းလိုက်မှာနော်လူစိတ်မရှိတဲ့နေရပထွေးအာနာယူနေတဲ့နေရပထွေးလောဘယူနေတဲ့နေရပထွေးနေလိုမျိုးပဲလောဘယူတာနော်တိုင်းပြည်ကိုဖျက်စီတဲ့နေရပထွေးပြည်သူလူကိုနေတညက်တန်ဘုံကျက်သားဖျက်တဲ့နေရပထွေးကိုရတဲ့နေနဲ့တော်လန်သွားမယ်ငါတို့ဘာအကြောင်းပြချက်မှမရှိဘူးโอเคနော်အလိန်ခံရပြီးတော့ဆက်ပြပြပဲကြံပါစေနေ့အဘကိုတော်လန်သွားမယ်ရတဲ့နေ့နဲ့တော်လန်သွားမယ်နော်နေ့လိုမျိုးပြန်တော့တစ္ဆာဖောက်ရမယ်ဘောသွားမရမယ်နော်ရန်သူနဲ့ဖင်လို့ပခံလောက်ရမယ်ဆိုရင်ငါတို့မလုပ်ဘူး
အဲ့ဒါနေမထားနော်နေဆရာမလည်းဆက်မဖြစ်နေတော့ဆရာမဖြစ်လို့စရင်နေလိုမျိုးကလိန်ကကြည့်ဘောမတစ္ဆာဖောက်မနော်အမျိုးဖြက်ပြီးဖြက်နေတော့ဖင်လို့ပြခါလောက်မှငါတို့ကြားရတယ်နော်နွားပဲတော့ကြောင်လိုက်တော့နွားကြောင်လိုက်ဆိုရင်နွားကြောင်သားကိုနွားကြောင်သားတွေနာအောင်မယ်စော်လီပဲနွားကြောင်သားတွေအတွက်စော်လီပဲငါပြောမိလိုက်လို့နော်တချို့နွားကြောင်သားတွေကလေနွားပဲကြောင်နွားပဲကြောင်တာနော်ဒါပေမဲ့သူတို့ရဲ့အသိတရားသူတို့ရဲ့ကိုချင်းစာတရားနေ့ထက်အစပေါင်းများစွာစီးတယ်နွားကြောင်သားဖြစ်ပေမဲ့ကိုယ်နိုင်ငံကိုချစ်တယ်ကိုယ်တိုင်းပြည်ကိုချစ်တယ်နော်ကိုယ်လူမျိုးလူမျိုးဖို့အတွက်သူတို့ပါဝင်တယ်နေ့လူမျိုးတစ္ဆာဖောက်မဘောမနော်ငွေမဲ့တဲ့ကောင်မလူမျိုးမဖြစ်ဘူးနော်အဲကြောင့်ငွေမဲ့လို့စရင်လေနော်ပြောလိုက်မယ်ဆိုရင်လေဖြာယုံမှာပဲသွားပြီးတော့အလုပ်လုပ်โอเคနော်ဆီယမ်မမဖြစ်နဲ့ဆီယမ်မဖြစ်လို့စရင်အကုန်လုံးဖြက်စီးကုန်မှာโอเคနော်အဲ့ဒါပြောထားမယ်နော်ဖာလာမဘောမခမမတနော်တော်လန်ရေးကိုလေဖာလိုလိုမိုးလိုလိုလာပြီးတော့မလုပ်နဲ့နော်လာပြီးတော့ဖြက်စီးဖို့လည်းမလုပ်နဲ့ဝါဒဖြန့်ဖို့လည်းမလုပ်နဲ့ပြောထားမယ်နော်နေနဲ့ငကားလေအတူပဲမအေလို့ငကားလေအစတုန်းက PDF လိုလိုဘာလိုလိုပြည်သူလူထုရဲ့ငွေကိုပတ်နဲ့လိန်စားညာစားပြည်သူလူထုရဲ့ယုံကြည်မှုယူပြီးလို့စရင်သူဘာစီမှာပြန်သွားတယ်ဒါပဲနေလဲတူပဲဟုတ်လားပြည်သူလူထုရဲ့ follow တွေရအောင် like တွေရအောင် share တွေရအောင်အားပေးမှုတွေရအောင်ယုံကြည်မှုတွေရအောင်လုပ်ပြီးတော့နောက်ဆုံးတော့ဘောမဆိုတာဘောမပဲနော်အဲ့ဒါပဲပြည်သူတို့အားလုံးပြောချင်တာကတော့နော်ဒီတော့စစ်ခွေးစစ်သားအာနာစီမိတ်ဆာကောင်တွေဘဲကောင်ဘဲတက်နေတော့ဘယ်လိုမျိုးအကွက်ပဲပြောင်းနေတော့ခွေးကြီးခွေးကြအလုပ်တွေဘယ်လိုမျိုးပဲလှုပ်နေတော့ဘယ်လိုမျိုးပဲပြူဟာတွေစပ်ပြူဟာတွေလှုပ်နော်ငါတို့ပြည်သူတွေအဲ့ဒီနေရာမှာသွားပြီးတော့အချိန်မကုန်ဘူးငါတို့အလုပ်ငါတို့လုပ်မယ်မင်းတို့အာနာယူတွေဘာအကွက်ပဲပြောင်းဘယ်ခွေးမျိုးပဲတက်ငါတို့တကောင်မှမချန်ဘူးငါတို့အကလုံးမြဖြတ်မှာရတဲ့နေနဲ့တော်လဲမှာနော်မင်းတို့ကစားဆရာစီတာကစားမအေလို့တွေမင်းတို့ခွေးချင်းလောက်ရတွေကလောက်ဆရာစီတာလောက်အော်ဆရာစီတာအော်နော်ဘာပဲမအားလာကတမတာဖြစ်မလားဒုမလားဒုတမတာဖြစ်မလားဖထမတမတာဖြစ်လားမအားလာနေရကကောင်ကမအားလာတဲ့ဘလောက်ပဲဆိုစောက်ကိုခိမဆိုင်တာနော်မင်းတို့လိုအာနာယူစစ်ခွေးစစ်သားမိုက်စာကောင်တွေအားလုံးကနော်အစကတည်းကမင်းတို့ကိုမကြောက်တယ်လို့မကြိုက်တယ်လို့အခုထိလည်းမင်းတို့ကိုမကြောက်ဘူးမင်းတို့ကိုအလိုမရှိဘူးနော်မအားလာတဲ့အစပေါင်းများစွာရောက်မှာပါစီကွာစောက်ကိုခိမဆိုင်တာရတဲ့နေနဲ့တော်လန်သွားမယ်ခမေးစားတဲ့ပြည်သူတွေအားလုံးကအသိတရားရှိတဲ့ပြည်သူတွေအားလုံးကလေမင်းတို့ခွေးမျိုးတွေဘယ်နှကောင်ပဲတက်အကောင်လုံးအမြင့်ဖြတ်မှာနော်ဖင်ခံကောင်းတဲ့သူတွေမအားလာဘောကိုငောင်ကောင်းတဲ့သူတွေမအားလာခြံဆောက်ခွေးအယိုးကိုက်တွေဆိုရင်ဆက်ပြီးတော့နေလိုက်ပေါ့နော်ဒါပေမဲ့ပြောထားပြီးနော်မင်းတို့ဆက်နေလိုက်လို့ဝတ်မလဲဘူးလို့မထင်လိုက်နဲ့မင်းတို့ဘာမှမခံရဘူးလို့မထင်လိုက်နဲ့အမြန်နည်းနဲ့မင်းတို့ခံရတော့မှာပါစောက်ကြည့်လိုက်ပါနော်အဲ့ဒါငါပြောတဲ့စကလုံးတိုင်းအမှန်တရားမယုံရင်စောက်ကြည့်လိုက်နေတို့အပမသေးခင်မှာမင်းတို့အကောင်လုံးဝတ်လဲမှာမင်းတို့ဘောမတွေတကူကောင်းဆန်တွေတာကူတွေအချောင်သမားတွေအားလုံးသိဖို့